ဇွန်27ရက်2025 New York American ကယနေ့နက်နက်ပိုင်းတွင်အီရန်ရှိနျူကလ িয়ার စက်ရုံ3ခုကိုတိုက်ခိုက်ခဲ့ပါတယ်။ဤတိုက်ခိုက်မှုတွင် American ၏နည်းပညာမြင့်မြင့် B2 Spirit Stealth Bomber များနှင့် Tomahawk Cruise Missile များကိုအသုံးပြုပြီးစနစ်တကျအကောင့်ထဲဖော်ခဲ့ပါတယ်။ American လေတပ်က Fordo, Natanz နှင့် Isfahan တို့တွင်တည်ရှိသောနျူကလ িয়ার ဌာနများကိုဥတီ၍တိုက်ခိုက်ခဲ့ပါတယ်။အထူးသဖြင့် Fordo ဌာနဟာမြေညီအောက်အနက်တွင်တည်ရှိနေတဲ့အတွက်3000ပေါင်အလေးချိန်ရှိတဲ့ Amogi ဘုံးများကို B2 လေယာဉ်များမှတိကျစွာပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ American စစ်ဌာနအကြီးအကဲများကရင်းစစ်စင်ရေးကိုအောင်မြင်မှုအပြည့်ဟုဖော်ပြခဲ့ပြီးထိတ်တန့်နည်းပညာများအသုံးပြုပြီးတေချာစွာစီစဉ်ထားခဲ့တဲ့စစ်စင်ရေးတရဖြစ်ကြောင်းဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။သမ္မတ Donald Trump ကလည်း Truth Social တွင် Fordo site is gone, America is respected again ဟုကြေညာခဲ့ပါတယ်။ယခုတိုက်ခိုက်မှုကြောင့်နိုင်ငံတကာအဆင့်တွင်အရေးကြီးသောတုံ့ပြန်မှုများဖြစ်ပေါ်လာနိုင်ပါတယ်။အီရန်ကတုံ့ပြန်ဥတဖုခုတင်းနှံလာမည်ဟုခန့်မှန်းကြပြီးဒေသအတွင်းမတည်ငြိမ်မှုများပုံမူတိုးလာနိုင်ကြောင်းနိုင်ငံရေးသုံးသပ်သူများကသတိထားခဲ့ပါတယ်။ American သမ္မတ Donald Trump ကသူရဲ့လူမှုကွန်ရက် Truth Social မှာဒီတိုက်ခိုက်မှုကိုအောက်ပါအတိုင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့စစ်စင်ရေးဟာအောင်မြင်စွာပြီးဆုံးသွားပါပြီ။ Fordo, Natanz နှင့် Isfahan ကပြင်းပတ်များကိုဘုံအပြည့်အဝနဲ့တိုက်ခိုက်လိုက်ပါပြီ။ကျွန်တော်တို့ရဲ့တရေကောင်း American စစ်သည်တွေအားလုံးဘေးကင်းစွာအိမ်ရောက်နေပါပြီဟုမနေ့ကမီဒီယာများကိုပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့နောက်ထပ်ရည်ရွယ်ချက်များအီရန်ဘက်ကတုံ့ပြန်မှုများနဲ့နိုင်ငံတကာတုံ့ပြန်ချက်များကိုတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။